စာနဲ့ပတ်သက်ပြင်တာစာအုပ်ကိုင်အိတ်ချင်တယ်ဆိုအာဒရီယာတွေပါတွေပို့ပြီးနာမည်ကြီးပို့ပြီးကောင်းပေမဲ့ကျွန်တော်စိတ်ဝင်စားဟုတ်အောက်လေတိုက်တဲ့ဟာအကူကလုံးဝမခံနိုင်တဲ့ကောင်အပိစောင်းကြီးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဘတ်ဆွန်ဂိမ်း Facebook နဲ့ YouTube Channel ကနေပြီးတော့ကြိုးဆိုပါရစေကျွန်တော်တို့ရဲ့ဘတ်ဆွန်ဂိမ်းဒါတော်ရှိုးကိုတော့အဓိကကူညီပေးထားတော့ဘတ်ရွန်ဂိမ်းမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ညီကို3ယောက်ကနေပြီးတော့ဒါတော်ရှိုးနေနဲ့တက်ဆက်ပြီးတော့မယ်ကျွန်တော်တို့အဓိကခေါ်ထားတဲ့ guest တွေကတော့ဒါ Facebook မှာပရိသတ်တွေကိုဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကတင်ဆက်ပေးနေတဲ့ဒါ Sport Arena page ကဒါ founder 2ယောက်ဖြစ်ပါတယ်ဗျဆိုတော့အကိုရေမင်္ဂလာပါမင်္ဂလာပါကိုမိုးနေမင်္ဂလာပါမင်္ဂလာပါကျွန်တော်ကအကိုတို့အဓိကခေါ်တာဒီမှာ guest နေနဲ့အဓိကခေါ်ရတဲ့အကြောင်းရင်းကတော့ဒါရှင်းပါတယ်ဒီကိုတို့ရဲ့ Sport Arena page ကအရေးသားတွေရောပြီးတော့ကိုတို့ရဲ့အဲ့ဘောလုံးနဲ့ပတ်သက်ပြီးတင်ဆက်နေတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့အတွက်နောက်ကိုရနေပြီးဘယ်လိုကြိုးကင်နေလဲဘယ်လိုမျိုးဒီဆောင်ရွက်နေလဲဆိုတာလေးတွေသိချင်လို့ကျွန်တော်ကနေပြီးတော့ဒီလိုမျိုးဖိတ်ခေါ်ရတာညဖြစ်ပါတယ်ကိုရနာကြီးကတော့ဒါကတော့ပြောကြမလို့ပါဘူးသူကတော့ရုပ်တန်နဲ့တင်ဆက်နေတဲ့လူဆိုတော့ဒီ Sport Arena မှာအခုလက်ရှိရုပ်တန်နေနဲ့လည်းလာနေပြီအကိုကလည်းစာရေးသားရည်နဲ့ဖြည့်ဆွတ်တယ်ဆိုတော့တော်တော်လေးကိုဒီပိတ်ကအရင်ကထက်မြန်မြန်ဆန်ဆန်ဖြစ်လာတာကိုတွေ့ရတယ်ပေါ့ဒီနေ့မှာတော့အဲ့အတွက်ပရိသတ်တွေကိုဘယ်လောက်ထိထပ်ပြီးတော့ပေးအောင်မှာလဲဘာတွေထပ်လာဖို့ရှိလဲ Sport Arena ကနေလို့အစီအစဉ်တွေကတော့အများကြီးရှိပါတယ် channel တွေအများကြီးထက်ချဲ့သွားခြင်းတယ်ဒါကျွန်တော်တို့လောလောဆယ်ဆို Telegram တော့ရှိတယ်ပေါ့နော်ဟုတ်ဆိုအဲ့ဒီမှာလည်းတင်ဆက်နေတာတွေရှိတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ပြည့်စုံအောင်ကောင်းအောင်ဆို Telegram ကိုလည်းကျွန်တော်တို့ချဲ့ထွင်သွားဖို့ရှိတယ်နောက် YouTube TikTok ဟိုစနေတာလေးတွေလည်းရှိတော့ရှိပါတယ်ဒါပေမဲ့ဟိုပို့ပြီးတော့ပြည့်စုံအောင်ကောင်းလာအောင်ပေါ့အစီအစဉ်တွေကတော့အများကြီးပဲဟုတ်ကိုရနာကြီးကဘာပြောချင်လဲဘာတွေဖြည့်ဆွတ်ပြီးတော့ဘာတွေလုပ်ဖို့ရှိတယ်ဘာဖြစ်ဆက်ပြီးတော့ဟုတ်မိုးလေးကစိတ်ချပြီသူကကြပြားတွေကြီးရလဲကောင်းတယ်လေဟုတ်မိုးလေးကြပြားတွေကတနိုင်ငံလုံးအတိုင်းအတာနဲ့ကိုတီးကြတာအခုလိုပြောသူ page မလုပ်ဘူးသူဟာမဖြစ်လို့ဆိုတာမိုးလေးကြပြားလေးတွေဆိုတာလုံးဝဟိုအရန်ကြီးကို hot ဖြစ်နေတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီအပြင်ကိုမိုးလေးကဘောလုံးဝဲတွေကလည်းသူရေးတာတွေကဘာမှစိတ်ပူစရာမရှိဘူးဆိုတော့နော်သူ့ဘက်ကတော့အကိုကဟိုတကယ်ကိုစိတ်ပူစရာမလိုမြန်မာနိုင်ငံမှာဒီ tactical ဆောင်းပါးတွေနဲ့နီးစနစ်ပိုင်းရဲ့အမြဲတမ်းနီးစနစ်ပိုင်းဆိုတာလူဖက်အရင်နေတယ်အခု modern လောကမှာပို့စုတာပေါ့အခုခေတ်မှာလူတွေကမအားကြဘူးမအားကြတော့ဘောလုံးဝဲကြည့်ရဆိုတော့ကအကိုတို့ကဟို fantasy ပဲအပျော်ကြည့်တာကွာဟိုစိတ်ပါဝင်စားပြီးထဲထဲဝင်ကြည့်တဲ့ညီကိုတွေကြံသေးတယ်မကြံဘူးမဟုတ်ဘူးအဲ့တော့အဲ့ညီကိုတွေစာဖတ်ဖို့မိုးနေကအခုလောရေးပေးနေဆိုတော့အကိုကအဲ့အပိုင်းလေးကိုတော့အဓိကဟိုပြောချင်တာပေါ့နော်ဒီမြန်မာနိုင်ငံမှာဘောလုံးနဲ့ပတ်သက်ပြီးနီးစနစ်ပိုင်းတွေကိုဒီဇိုင်းမှတ်ရေးနေတာကဒီ Sport Arena ပဲရှိတယ်။ channel page တွေမရှိတော့ဘူး။အရင်တော့ကတော့2ခု3ခုလောက်ရှိခဲ့တယ်။ဟို Sport Arena တစ်ခုပဲကြံတော့တယ်ပေါ့နော်။ဒါလည်းဒါမိုးနေဟို plan ကောင်းလို့ပေါ့နော်။ဘာပဲဖြစ် structure တိဆောက်တာတွေသူဟို content plan တွေသူအဲ့ plan တွေကတော့သူ့ပဲမေးမှရအောင်ကိုလည်းမသိဘူး။အဲ့တော့ဟိုအကိုတို့ကခွဲခြားထားတာပေါ့နော်။သူ့ကိစ္စကိုလည်းအကိုအနေနဲ့ဒါအကြံ suggest လုပ်တာပဲရှိတယ်။ဘာမှဝင်မပါဘူး။အကို video ကိစ္စမှာလည်းမိုးနေအကြံပေးရတော့ပဲရှိတယ်။အကိုလည်းကိုယ့်အကိုလုပ်တယ်ဆို video ကတော့အကိုကအဓိကကတော့ဟိုတချို့ဒီခေတ်မှာကြတော့စားဖက်တာပြင်းလာတဲ့ brother တွေရှိတာပဲဒါအကိုလည်းပြင်းနေငယ်နဲ့စားမလို့ရှင်တာအဲ့တော့စားဖက်တာပြင်းလာလေးရှိတော့အဲ့တချို့ဟာလေးကြာ tactical analyst လေးတွေကိုအကိုလုပ်ချင်တာတော့အဲ့ဟိုဘယ်လိုပြောမလဲပုံလေးနဲ့ကြာနာနာပြောချင်တာလေးတွေနောက်ပြီးတော့နေစနစ်ပိုင်းလေးတွေကိုဒီတချို့ညီကိုတွေအားတဲ့အချိန်လေးတွေမှာဟိုဘောလုံးပွဲတွေကြည်တာပို့ပြီးတော့ဟိုလှလေးကြီးတတ်လာစေချင်တယ်ဘယ်လိုပြောမလဲနီးစနစ်ပိုင်းလေးနဲ့ဟိုအရန်ဟော့နေတဲ့အဖြစ်အပျက်လေးတွေဒီတာမန်ကရှန်ကတာမန်လေးတွေကိုမှပဲဟိုလေတိုက်နေကြတာမဟုတ်ဘဲနဲ့ဘောလုံးပွဲလေးကိုလှပလေးနဲ့ဘလိုလေးကန်သွားတာဘယ်အသင်းကတော့ဘလိုလေးတွေလိုအပ်သွားတာဘယ်ခံစစ်ကြောင်းလေးကတော့ဟာနေတာဘယ်ကုန်းလေလေးကတော့ structure တိဆောက်ထားလေးကအရန်ကောင်းပြီးတိုက်စစ်မှာလဲဘလိုမျိုးလေးနဲ့သွားတာဆိုတာလေးတွေကိုအကူကအရန်လှုပ်ချင်တာဆိုတာလေအဲ့လိုဒီအကုန်လုံးရဲ့ဒီဘောလုံးဝဲကြည့်နေတဲ့ညီကိုတွေအကုန်လုံးရဲ့ဟိုဟာပေါ့နော်ဟိုကြည့်တဲ့ပုံစံလေးတွေကကိုယ်နိုင်ငံမှာဒီလိုမျိုးညီကိုတွေအကုန်လုံးကဘောလုံးဝဲကိုဒီလိုကြည့်တတ်တယ်ဆိုတာကိုအားလုံးသိစေချင်တာပေါ့ကျွန်တော်တို့ဒီဘောလုံးဝဲဆိုတာတော့ဒါကြည့်ရလူအလှော်ပေါင်းစုံပေါ့နော်အဲ့လှော်ပေါင်းစုံမှာဟိုတက်နိုင်သမျှတော့ဒါအားလုံးထိအောင်ကိုရီးယားတော့ပြစ်ကြတာပေါ့အဲ့ဒီအချိန်မှာဟိုလူဘိန်းနားလဲလိုမျိုးပေါ့ဒါအရှင်းဆုံးပြောတော့လူဘိန်းနားလဲလိုမျိုးဗျာရေးသားရတယ်လူဘိန်းနားလဲလိုမျိုးဒါတင်ဆက်ကြတယ်အဲ့ဒီအပိုင်းလေးနဲ့ပတ်သက်ပြီးကိုမိုးနေရအောင်ဒီစာရေးတဲ့အခါမှာဘယ်လိုမျိုးအရာတွေကိုဂိုင်းဆွဲပြီးတော့ရေးလဲဘယ်လိုမျိုးဟို format တော့ထားပါ format လိုမျိုးก็ရှိတာဘယ်လိုမျိုးရေးလဲအဲ့လိုတော့တီးကြတော့မရှိပါဘူးကျွန်တော်ကတော့ဟိုဘာပဲရေးပေါ့နော်ဒီဟိုကစားသမားအကြောင်းပဲရေးနီးပြအကြောင်းပဲရေးခုနကလိုနီးစနစ်အကြောင်းပဲရေးဟုတ်ကျွန်တော်ကတော့တတ်နိုင်သလောက်ဟိုအတော်များများဖတ်လို့ရလောက်အောင်ပေါ့ဆိုတော့ကျွန်တော်စူးစမ်းပြီးတော့ဖြည့်ပြီးတော့တခါတလေတစ်ချောင်းနဲ့ပြောလို့ရပြီမဲ့၃ချောင်းလောက်ပြောတာမျိုးနည်းနည်းဝေ့သွားတာမျိုးတွေလည်းရှိတာပေါ့
ဒါကျွန်တော်ကတော့အဲ့လိုစူးစမ်းပြီးတော့ရေးပါတယ်ဒါကျွန်တော်မှမဟုတ်ပါဘူးအဲ့ဒါလေးလည်းပြောအောင်မယ်ဆိုတော့ဟို arena ဆိုလို့ရှိရင်တော်တော်များများဒါမိုးနေပေါ့နော်ကျွန်တော်နဲ့တွဲသိကြတာများတယ်ကိုနန္ဒကိုသိတယ်ဒီလိုပဲတကယ်ကတော့ကျွန်တော်တို့2ယောက်တည်းမဟုတ်ပါဘူးကိုဒါကိုတို့လည်းမြင်ကြမယ်ဒါဟိုတေချာကြီးရလို့ဆိုလို့ရှိရင်ဟုတ်တေချာကြီးရလို့ဆိုရင်သိလိမ့်မယ်နော်ရေးသားလေးကိုလည်းသိကြမှာဟုတ်ဟိုဆိုလိုတာကျွန်တော်တို့2ယောက်တည်းနဲ့ဟိုဒီလောက်များပြားတဲ့ဟိုတင်ဆက်မှုတွေ content တွေကျွန်တော်တို့မလုပ်နိုင်ဘူးပေါ့နော်နောက်ကကျွန်တော်တို့ကူညီနေတဲ့အားဖြည့်ပေးနေတဲ့ဒါ content သမားတွေစောင်းမရှင်တွေလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်လည်းဒါညီကိုတွေသိပြီးသားဒါပေမဲ့ကျွန်တော်တို့ဟို arena ရဲ့မူကဟိုတူးချင်းကလောင်နာမည်ကိုတိတ်မတီးဆောက်တော့ဘူးပေါ့နော်ဒီဟို arena brand ကိုပဲတက်နိုင်တော့ကောင်းအောင်လုပ်ကြမယ်ဆိုတော့ဟိုမူလေးရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီဆောင်းမတစ်ပုတ်ကောင်းမှမိုးနေရေးတယ်ကိုနန္ဒရေးတယ်ဘသူရေးတယ်စသဖြင့်အဲ့လိုတော့မဖော်ပြတော့ဘူးပေါ့ဒါလေးတစ်ချက်ပြီးတော့ကျွန်တော်တို့ထဲမှာရှိတဲ့တချို့ညီကိုတွေကဟိုတို့ဒီဘယ်လိုပြောရမလဲဟို low profile ပဲနေနေတဲ့ဟိုနေရှိတယ်ဟုတ်စာလေးတွေရေးမယ်ဟို arena ကနေတက်လာမယ်သူတို့ရေးတဲ့ဟာလေးတွေဒါသူတို့ပြီးပြီဆိုဟိုဖြစ်နေပြီတူးချင်းနာမည်ကိုလည်းနာမည်ကြီးလာမှာကိုကြောက်တဲ့သဘောတောင်ဖြစ်နေတာပေါ့နော်ကျွန်တော်အဲ့လိုပြောတော့တမျိုးကြီးဖြစ်သွားလားမသိဘူးဆိုတဲ့အခါကျတော့ဒီလိုဒီပင်ညီကိုတွေအားဖြစ်မှုတွေလည်းအများကြီးပါပါတယ်ဆိုတော့ကို sport arena ကဒါဘယ်လောက်ရှိပြီလဲကာလထောင်တာဆိုတော့ရှိပြီပေါ့ကိုကျွန်တော်2018ထဲရဆိုတော့တော်တော်ရှိဟုတ်9နှစ်နေပါလားဒါပေမဲ့ဒီရှေ့ပိုင်းနှစ်တွေမှာတော့ကျွန်တော်တို့ဒီလိုတောက်လျှောက်ကြီးဒီဇိုင်းမမတ်တင်ဆက်တာမဟုတ်ဘူးပေါ့နော်2018ကနေ22လောက်ထိရဒါကျွန်တော်တို့စိတ်ကူးပေါက်လိုက်သွားရေးလိုက်ဟုတ်ဆိုတခါတလေလေဒီလိုပဲဒီမဲ့အလုပ်တွေများလာရင်လည်းပြစ်ထားလိုက်နေဆို2022လောက်ကြာမှာပဲဟုတ်ကျွန်တော်တို့တေချာစနစ်ကြနေပေါ့နေတိုင်းအင်တိုင်းအားတိုင်းရေးလာကြတာအခုဆိုရတနေ့ကိုအပုတ်ကြီးဘယ်နှပုတ်လောက်ရေးရဘယ်လိုလောက်တင်ရအာကိုခုနောက်ပိုင်းကတော့တရက်ကို4-5ပုတ်ထက်တော့မနေဘူးကောဒီလောက်တော့သွားနေကြတာပေါ့4-5ပုတ်အဲ့ရေးရတဲ့ topic တွေကရောဟိုဥမာဗျာသူ trend ဖြစ်တဲ့ဟာတွေကိုရေးနေရလားဒါမှမဟုတ်တခြားအပိုင်းတွေရောဘယ်လောက်ထိတော့မှဒီရှာကြံပြီးတော့ရေးရဘယ်လောက်ထိဆွဲထုတ်ရလဲတချို့အပိုင်းတွေဆိုဗျာဟိုကိုကသာရေးဖို့သာအပုတ်ရေးရတင်ရမယ်ရေးရမယ်ဒါကနောက်ပိုင်းဆိုအလုပ်သဘောရဖြစ်သွားပြီတင်ရမယ်ဒါပေမဲ့တကယ်ဒီဘောလုံးလောကမှာကျတော့နေ့တိုင်းဒီလိုမျိုးကြီးကိုရေးရဟာကိုထွက်ပါမလားပေါ့အဲ့ကြတော့ဘယ်လိုမျိုးရှာကြံပြီးတော့လုပ်ရဟောကျွန်တော်တို့ကြုံရတဲ့ခက်ခဲကြတော့အခုပြောတာနဲ့ပြောင်းပြန်လို့ဖြစ်နေတာအဲ့တော့အကြောင်းအရာတွေကများနေတယ်ဟုတ်များပြီးတော့ဟိုကျွန်တော်တို့က like မရေးနိုင်ဘူးပေါ့နော်အကြောင်းကြောင့်တော့ဖြစ်နေတာအခုကျွန်တော်တို့တည်ထားတဲ့ဟာကတော့အဓိက Premier League ပေါ့နော် Premier League မှာမှဒါအကြီးငါးကြီးပေါ့ဆို Man City Arsenal Liverpool နဲ့ Chelsea ပေါ့ဆိုကျွန်တော်ဒီ9သင်းကိုပဲအဓိကတည်ပြီးတော့ channel တွေလည်းမပါဘူးတော့မဟုတ်ဘူးပါမယ်ပေါ့ဒါပေမဲ့ဒီ9သင်းနဲ့ပတ်သက်တဲ့ content တွေကိုဆိုအဓိကအားစိုက်ပြီးတော့ကျွန်တော်တို့လုပ်တာပေါ့ဖြည်းဖြည်းချင်းနဲ့လည်းဒီ series တွေ La Liga တွေတခြားအသင်းတွေအခုလည်းပါတော့ပါနေတယ်ဒါပေမဲ့နည်းသေးတယ်ပေါ့နော်ဆိုကျွန်တော်ပို့ပြီးချိန်ထွင်သွားဖို့လည်းအစီအစဉ်ရှိတယ်အခုကတော့အဲကြီးငန်းကြီးနဲ့ဟိုကျွန်တော်တို့ကမပြည့်စုံဘူးဖြစ်နေတာဟုတ်လားတခါတလေမန်ယူကများသွားတယ်တခါတလေလီဗာပူးကများနေတယ်ဟောအဲ့လိုမျိုးအခက်ခဲတော့ကြုံရတယ်ဘယ်နာကြီးရောဒီစာလေးပိုင်းဝင်ရေးဖို့အချိန်မရှိဘူးလားမရှိဘူးကိုပိုင်းပဲကိုပဲပေါ့အဲ့လိုလားကြောင်းရလေးမြင်နေတာအကိုကရိုက်ပြီးတော့အကိုကစာရေးမလားချစ်ကြောင်းလေးပဲရေးဘောလုံးပွဲကြောင်းတွေတော့မရေးချင်ဘူးရေးတော့ရေးတယ်ဒါပေမဲ့အကိုကြတော့ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးဟိုဗီဒီယိုအဲ့လိုမျိုးပြောတဲ့ဘိုင်းအားသာတာပေါ့နော်ပြောတဲ့ဘိုင်းအားသာတယ်ကြည့်နှုံအားသာတယ်ကြည့်နိုင်တယ်ပြောနိုင်တယ်ပေါ့နော်အဲ့အရေးကြတော့ရေးဆိုတော့ရေးနိုင်တယ်သူတပုတ်ရေးတဲ့ content တပုတ်အကို3ရက်လောက်ရေးမှရမယ်ဒါမှမဟုတ်လေဟိုတနေ့ရေးလိုက်ခဏအိတ်လိုက်နားလိုက်ပြင်ရေးနေအိတ်ချင်တာအောင်အိတ်ချင်တာခဏနားလိုက်အဲ့တော့ content တပုတ်ကိုကိုယ်တိုင်ရေးမယ်ဆိုရင်ကိုဆိုတကယ်ပြောတာ24နာရီတော့အနည်းဆုံးကြာတယ်တပုတ်ထွက်ဖို့ဟိုမရေးနိုင်ဘူးတော့မဟုတ်ရင်တော့လည်းရေးတော့ရေးဘူးလေဒါပေမဲ့အခုအားတာတဲ့အပိုင်းမဟုတ်ဘူးအဲ့ဒါသိသွားပြီဆိုတော့မောက်ပြီးတော့မရဘူးပြင်းတာဆိုတော့အမဟုတ်လူကစာကိုမတက်ချင်တာသိရမှာငယ်နေကစာနဲ့ပတ်သက်ရင်ပြင်းတာစာအုပ်ကင်အိတ်ချင်တယ်စာရေးပြီဆိုစာလုပ်ပြီဆိုလည်းအိတ်ချင်တယ်မရဘူးအဲ့တန်တဲ့အချိန်ဆိုမအိတ်ချင်ဘူးအဲ့စာအုပ်ကင်မှပဲအိတ်ချင်တာအဲ့စာအုပ်ကင်မှပဲအိတ်ချင်တဲ့လူတွေရှိတယ်အခုလိုပဲဒါကဘာနဲ့မှလုပ်လို့မရဘူးဂိမ်းဆော့မယ်ဆိုပြူးနေရပဲည7:00နာရီဘောလုံးပွဲကြည့်မယ်ဆိုရင်တညလုံးမအိတ်ဘူးအခုဆိုဘောလုံးပွဲစကြည့်တော့က6နှစ်သားစကြည့်ရပါဘောနော်1994ကမ္ဘာဖလားမှာစကြည့်တော့အဲ့တော့6နှစ်သားမှာအဲ့ဘောလုံးပွဲစကြည့်တဲ့အချိန်ကနေစကြည့်ခဲ့တာ97 98လောက်ကျတော့အကွက်ပွဲတန်းကြည့်နေပြီပွဲတန်းကြည့်ပြီအဲ့တော့ဟို2 base လောင်းလေးရှိတာဟို10 base လောင်းမှာဒီ RCTI တို့အဲ့လိုမျိုးကိုလိုဒီ series ကြည့်ချင်အဲ့မှာသွားကြည့်တာအဲ့တော့96ယူရိုမှာအကိုကပွဲတော်တော်များကြည့်တယ်98လောက်မှာအကုန်လုံးဘောလုံးပွဲတွေကြည့်နေပြီအဲ့တော့ကလေးပဲရှိသေးတာဒါပေမဲ့ဘောလုံးပွဲကြည့်ရဘူးဘယ်တော့မှမပြင်းဘူးဘယ်တော့မှမရှက်ဘူးအဲ့တော့အိမ်မှာ2 base လောင်းတွေပါမရှိဘူး
ဘယ်မရှိမလို့အဲ့တော့ဈေးကြီးတယ်လေ ဈေးကြီးတယ် ဈေးကြီးတယ်နောက်ပြီးတော့ဟိုအဲ့တော့အိမ်သားမှာရက်ကွက်ထဲမှာဟိုသူများစီပေါ့နော်ဟိုရက်ကွက်ထဲမှာမရှိတော့ဟိုကိုနဲ့ဟို9မှတ်တိုင်10မှတ်တိုင်တော့ဝေးရနေရအောင်အခုဆိုသွားကြည့်ရတာညဘက်မှာ အဲ့လိုဝါသနာကြီးတာ မိဘအမေဖေတဲ့တငယ်ချင်းကသူ့အိမ်မှာအဲ့ဒါကြီးတက်ထားတော့မိတ်ဆက်ရင်းနဲ့ငါသားလေးကိုကြည့်ကြွယ်ဆိုတော့အဲ့ဒါဟိုညဘက်တွေတယောက်တည်းသွားတာမနေ့ကအစဉ်ပြေးနေရလေးမှာနေပြီအဲ့လိုမျိုးကွာဘလုံးဝဲကြည့်ချင်လို့သွားခဲ့တာကွာတည်တာဟိုဘဝကိုစာလို့ဆိုမလုပ်ဘူးဘလုံးဝဲကြည့်ဖို့ဆိုလုပ်တယ်အဲ့လိုဘလုံးဝဲအဲ့လောက်ထိဝါသနာပွဲကြည့်တယ်အကိုဆိုအခုဟိုပွဲကြည့်အားကောင်းတယ်ပေါ့နော်နှစ်30ရှိပြီပေါ့နောက်ပြီးတော့အကူကဟိုညမ်းအိတ်တာဟိုလောက်ရှိပြီညမ်းအိတ်တာနှစ်ပေါင်း20လောက်ရှိပါပြီအနည်းဆုံး စီးကွက်ပေါ့ သက်စခွန်အသက်10တန်းပြီးလောက်ကလေဂိမ်းစားဆိုတာအဲ့တော့ဒိုတာ1တို့ကောင်တာတို့ပေါ့နော်အဲ့မှာလဲ professional ဖြစ်ချင်တာ哦အဲ့တော့နီးတော့လုတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဟိုအဲ့တော့အရန်အခုလိုမျိုးအမတို့တို့ပတ်ဂျူတို့ခစ်မစားသေးဘူးဆိုတော့အဲ့တော့ကနေစပြီးညမအိတ်ပဲနဲ့ဂိမ်းဆော့ခဲ့တာနောက်ပြီးတော့ဂိမ်းဆိုင်ဖွင့်ပါညာဘောလုံးပွဲအိမ်ထဲမှာပြတ်ဖို့ကြည့်အဲ့နေ့ကညမအိတ်ခဲ့တာအခုချိန်ဒီမနေ့4နိုင်5နိုင်မှမနေ့4နိုင်ကြားတော့ဘာဖြစ်လာဆိုကြားမှမကောအဲ့တပေါက်တော့ရှိရပေါ့နော်အဲ့တော့ပြောချင်တာကအဲ့ဒီဟာကြီးတော့ကိုအဆင်ပြေပေမဲ့အဲ့လောက်ထိလုံနိုင်ပေမဲ့အဲ့ဒီဟာတွေဘယ်လောက်လို့ည10နာရီတလုံးမအိတ်တဲ့ကောင်ကည10နာရီမှာစာဖတ်မယ်ဆိုပြီးဥမာအရင်တော့တာမျိုးတွေတုံးလောက်ကိုင်းရတာပဲဖြစ်ဖြစ်ဘောလုံးဝဲကြောင်းလေးကိုင်းဘာပဲကိုင်းအိတ်တော့နှစ်မျက်နှာလောက်ဆိုတရားစာအုပ်ဖက်ရင်3ချောင်းပဲဖက်အိတ်သွားပြီတရားစာအုပ်လည်းဖတ်တယ်အဲ့တော့ဒါမဲ့အဲ့လိုမျိုးပေါ့နော်အဲ့စာအုပ်အဲ့လိုဝါသနာမပါတော့ခုနကမှညီလေးပြောတဲ့ကိုနနာစာရေးဆိုရင်ကြီးစာကြီးဖြစ်နေပါသေးတယ်အဲ့လိုမျိုးပေါ့နော်ဟောဒါတော့ကိုအချင်းချင်းကြောင်တွေ့နေတော့ပြီးလို့ပြောတော့ဟိုကိုမိုးနေနဲ့ပတ်သက်ပြီးတော့တခုလေးညီညီကိုမိုးနေကကြပြရေးရဲ့အပိုင်းလေးကျန်းနေဆိုတော့ဒီဒါကြပြရေးတာနဲ့ဒီဘောလုံးပွဲရေးတာနဲ့ဆိုရင်ဘယ်ဟာမှပို့ပြီးတော့အာသန်တယ်ဘယ်ဟာကိုပေါ့နော်အဲ့တော့ပြောရခက်တယ်ဟုတ်လားကျွန်တော်အချစ်ဆုံးအရာနှစ်ခုဖြစ်နေတော့လေဟုတ်ကဲ့အဓိကကိုဇန်ဝင်တဲ့အချိန်မှာဇန်ဝင်သလိုရေးချလိုက်တာအဲ့လိုကြပြလို့ပါလို့ဆိုတာကျွန်တော်ကြောက်ကြပြအပိုင်းကြောက်ကျွန်တော်ကြတော့အမှန်တိုင်းပြောလို့ရှိရင်တိတ်ပြီးတော့ဟိုအဲ့ကြပြရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုပြန်ပြီးတော့ဒီနားလည်နိုင်ဆိုရင်ကျွန်တော်မှအားနေတယ်လို့ကျွန်တော်ခံစားအချစ်ဆုံးဆိုတာတစ်ခုပဲရှိတာမဟုတ်လားဆုံးနှစ်ခုဖြစ်နေဘယ်လိုဆိုနှစ်ခုဖြစ်နေကျွန်တော်အချစ်တွေနည်းနည်းများတယ်ဟုတ်ပါအချစ်တွေကျယ်ပြန့်တယ်တကယ်အချစ်ကတစ်ခုပဲရှိတာမပြောချင်တာဖြစ်မယ်နော်ဘယ်ဟာအားသားလဲကျွန်တော်တို့ကဒီ social media ကိုနဲ့ပတ်သက်ပြီးတော့အခုဆိုတာအလုပ်တွေလုပ်နေရတာအလုပ်သဘောဖြစ်သွားပြီပေါ့အခုဝါသနာပါတာကိုအလုပ်သဘောနဲ့ထပ်ပြီးတော့ပေါင်းဆက်ပြီးတော့လုပ်ရတာဒီလေးချင်းဒီမှာရင်ဆိုင်ရတယ်ဗျာကိုမိုးလေးဆိုလည်းဒါပိတ်ထောင်ပြီးတော့စာရေးတဲ့အတွက်ကိုရေးတဲ့အရေးသားတွေပုံမှာဟိုကြိုက်တဲ့လူကတော့လက်ရှိမှာများတယ်ပေါ့ဗျာဒါပေမဲ့လည်း negative အမြင်နဲ့မြင်လာတဲ့လူတွေရဲ့ comment တွေကြားလို့ရှိရင်ဘယ်လိုမျိုးခံစားရလဲဘယ်လိုမျိုးတုံ့ပြန်ခြင်းလဲအဲ့လိုမျိုး negative ဆိုတာလည်းအမျိုးမျိုးရှိတာဟုတ်ပါကျွန်တော်ဟိုတနေ့ကပဲ comment တစ်ခုမှာကျွန်တော်ပြောလိုက်သေးတယ်ဆိုဥပမာတစ်ခုပေါ့ကွာကျွန်တော်တို့ arena မှာသုံးသက်နေကြ pitch line လေးတွေရှိတာပေါ့ဟိုမှာလက်ရှိ Premier League မှာဆိုလို့ရှိရင်ဒါအာဆင်နယ်အကောင်းဆုံးခံစစ်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်ဆိုကျွန်တော်တို့ဥပမာဒီလိုသုံးသက်မှုမျိုးလေးတွေရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကွာတကယ်တမ်းမှာလီဗာပူးခံစစ်ကပိုကောင်းရင်ကောင်းလိမ့်မယ်ဟိုမနစ်ကအနေနဲ့ဆိုရင်ဟိုရှေ့တစ်နှစ်ကိုကြည့်လိုက်ရင် Man City ခံစစ်ကပိုကောင်းရင်ကောင်းနေလိမ့်မယ်ဒါပေမဲ့ဟိုအာဆင်နယ်ခံစစ်ကောင်းပါတယ်ဆိုတော့သုံးသက်ချက်ကလည်းကျွန်တော်ထင်တာတော့ကိုဟိုဘောင်လွတ်နေတာမျိုးဟိုမတရားသဖြင့်ပြောဆိုနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ကိုဟိုဒီ pitch line ကိုကင်ပြီးတော့မင်းတို့ arena Arsenal fan တွေလားဟုတ်ကဲ့ဟိုဒီလိုကုန်းမှမျိုးလေးတွေရှိလာရင်တော့ကျွန်တော်ဟိုစိတ်ဆိုးတာဘာညာတော့မဟုတ်ပါဘူးပါဆိုအဲ့ဒါလေးတော့နည်းနည်းစိတ်မကောင်းဖြစ်မိတာလေးရှိတယ်ဟုတ်ဒါကိုနနာလို့ဆိုတာရိုးနေပြောရမှာရိုးနေပြီဆိုကိုကဒီဘောလုံးပဲတုံးတက်မှာတော့ကိုအမြင်ကိုပြောရတာကိုပြီးတော့လေကိုအမြင်ကမှားမနေတယ်ဘာဆဲစရာလို့လဲသိရမလားဟုတ်တယ်ကျွန်တော်အဲ့ဒါစဉ်းစားတာဒီမှာအဲ့လိုမျိုးတော့များတယ်နော် ဟုတ်ကဲ့ကိုဘာလို့လဲအခုမှဗျာကျွန်တော်တို့ Chelsea အကြောင်းပြောလိုက်တယ်အဲ့ Chelsea အကြောင်းမှာရှေ့မှာကိုကပြောထားတဲ့စကားက Chelsea ကိုဒါဗျာကျန်းတယ်ပေါ့ဗျာသုံးလုံးနည်းနည်းကျန်းရင်ကျန်းသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါကအခုဖြစ်နေတာဆိုတော့ဒါလည်းဖြစ်နေဒါပေမဲ့အဲ့လိုကျန်းသွားတဲ့အတွက်ကျွန်တော်တို့တွေဆိုစကားဝိုင်းမှာဆိုရင်ဒါနောက်မှာအပိတ်လေးမှာပြန်ဖြီးတယ်ဗျာပြန်ပြီးတော့ဖြီးတယ်သူတို့အဲ့ပရိသတ်စိတ်တူသွားတဲ့ပရိသတ်တွေရှိလာခဲ့သေးတော့အဲ့ပရိသတ်တွေကိုပြန်ပြီးတော့ချော့ရတယ်ပေါ့ဗျာထားပါတော့အဲ့လိုပဲအဲ့ချော့တဲ့ဟာကိုသူကအပီးမကြည့်ဒီဒီပဲနဲ့ရှေ့မှာပြောတဲ့ဟာလောက်နဲ့နေမယ်ကျုံးတော့တာပဲအဲ့မှာတန်းကျုံပြီးတော့သိရမှာဟိုတကားဝိုင်းကပြောနေတာသူ topic ကဗျာရှေ့ရောနှောက်ကိုကျွန်တော်တို့ကဒီလေးပြောရတာကိုကတော့ဆဲခံကြိုက်တယ်ကြိုက်တယ်ဆဲခံကြိုက်တယ်ဆိုတာဟိုကြိုက်တော့မကြိုက်ဘူးလေကြိုက်တယ်ဆိုတဲ့သဘောကဘာလို့လဲဆိုတော့အခုဒူဆိုတာကွာစိတ်ညစ်စရာရှိတယ်ကွာတိလားအခုတော့
ဟိုလူဖြစ်လာပြီဆိုရင်စိတ်ညစ်စရာအများကြီးဆိုလူတိုင်းမှာကိုယ်ပြဿနာနဲ့ကိုရှိတယ်ဟိုဘောလုံးပဲကြည့်လို့စိတ်ဆိုးတဲ့အရာကဟိုမှာမိသားစုအဲ့ဒီနေ့မှာ तू အဆင်မပြေတာမိသားစုတွေမှာကိစ္စတစ်ခုရှိမယ်တငယ်ချင်းပေါင်းတဲ့မှာကိစ္စတစ်ခုရှိမယ်ကွာနောက်ပြီးတော့ရီးစားနဲ့အဆင်မပြေတာရှိမယ်ဟိုငွေကြေးအဆင်မပြေတာရှိမယ်အဆင်မပြေတာအများကြီးရတယ်ဘောလုံးပဲကြည့်တယ်ကွာဆိုပါစို့ဆက်ကြည့်တဲ့အချိန်မှာတို့ကပတ်စံကုန်ခံပြီးကိုရီးယားဟာကိုကြည့်လိုက်တယ်ဒါဟို view อ่ะပဲဖြစ် Facebook အဲ့အချိန်မှာကို့အတင်းကြောင်ဒီကောင်ပြောနေတာကြီးကသူတို့စကြားလိုက်တဲ့အချိန်မှာနားထဲမှာကန့်လိုင်းဝင်သွားတယ်ကွာဟိုနောက်ကပြန်ဖြီတာတွေပါသူတို့မသိဘူးကန့်လိုင်းဝင်သွားတဲ့အချိန်မှာသူဆဲမှာပဲဘာကြောင့်လဲဆိုတော့လူဆိုထွက်ပေါက်လို့တယ်ကွာဒီကထွက်ပေါက်အဲ့ထွက်ပေါက်ကအကိုစီရောက်လာတယ်လို့အကိုကယူဆရပေါ့နော်အကိုတို့ဒီဘောလုံးပဲပြောတဲ့လူတွေမှာအဲ့အမြဲခံရတယ်အကိုဆိုဆဲခံရတဲ့ကိုမမောင်ထောင်ချီတယ်အများကြီးကြုံဘူးတယ်ပေါ့နော်ထောင်မကတော့ပေါ့အဲ့တော့လက်ခံတယ်ဆိုတာကဟိုသူတို့စိတ်နည်းနည်းလေးပေါ့သွားရင်ဒါဂျင်းနဲ့တယ်ကွာဟိုသိရမလားဟိုသူတို့စိတ်ညစ်စရာတွေအများတယ်အခုမှလည်းစိတ်ညစ်စရာတွေရှိတယ်ဟိုအဲ့တော့စိတ်ညစ်စရာတွေများလို့ဆဲလိုက်တယ်ခုခုကိုဟိုတခုခုကိုပြောလိုက်ရလို့ဖွင့်ထုတ်လိုက်ရတဲ့အနေအရာကအကိုတို့စီရောက်တာကအကိုကတော့သဘောကျပါတယ်ဘာကြောင့်လဲဆိုတော့ဟိုသူများစီမိသားစုစီမှာဖွင့်ထုတ်တဲ့ဒေါသဆိုရင်မိဘတွေစီရောက်မယ်ဟိုအိမ်အောင်ရှင်နေဆိုရင်လည်းအိမ်အောင်တွေစီရောက်မယ်သားသမီးစီရောက်မယ်တငယ်ချင်းစီရောက်မယ်အဲ့အစားဘာမှအမျိုးမတော်ပဲနဲ့ဆဲလို့ရတဲ့အကိုတို့စီကိုဆဲတာတော့အကိုကဟိုဖြစ်ပါတယ်ကြိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကြိုက်တဲ့လူဖွင့်ထုတ်ဆဲလို့ရတယ်ပိတ်တပိတ်ကျွန်တော်တို့ဟောင်းနေကောင်းနေတူဒါလို့ကိုမန်ထဲမှာကြိုက်လာဆဲဖွင့်ထုတ်လို့ရတယ်ဟုတ်တယ်ကိုနန္ဒကတော့ဒါအသိပါပြီတော်တော်များလည်းဒီ Chelsea fan အကိုကရောဘာ fan လဲအခုတခါလေဒီကနေပြီးတော့မေးကြည့်တယ်ကျွန်တော်လည်းသိကြပါတယ်ကိုကျွန်တော် Man United fan ပါဩဟုတ်လား Man United fan အချိန်လေးလက်ရှိချင်းနေရောကောင်းတာတော့ကောင်းပါအချိန်ကြီးကတော့မပြောတာကောင်းပါတယ်ကွာဆိုတော့ဗျာကျွန်တော်တက်မြင်နေတာဘောလုံးဒီအကြောင်းတွေကိုကျွန်တော်တို့ထောက်လျှောက်တာကျွန်တော်ဆိုလဲဒါငငယ်တုန်းကဘောလုံးသမားဖြစ်ချင်ပြီးတော့မှဘောလုံးဒီပွဲတွေကိုကြည့်ပြီးတော့ဘောလုံးဒီကွန်မန်ဒေတာဖြစ်လာတော့နော်အခုရောဘယ်လိုမျိုးဘောလုံးပွဲကိုစညှိရလဲဘယ်အချိန်မှာသွားညှိသွားတာလဲဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့1002 World Cup နည်းနည်းနောက်ကျတယ်ပြောရမလားအဲ့အချိန်ဆိုအသက်ကျွန်တော်10နှစ်17နှစ်တော့ဖြစ်နေပြီဟောနောက်မကျ1002 World Cup အဲ့ဒီကာလာတွေဆိုတာကျွန်တော်တို့ဟိုဘောလုံးပွဲတစ်ပွဲကြည့်ဖို့မလွယ်သေးဘူးလေ TV တွေပိုင်းတော့မှကျွန်တော်တို့ဒီမှာတင်မယ်သူများရင်စုကြည့်ရတဲ့အပိုင်းတွေပဲရှိတယ်ဟုတ်တယ်အဲ့မှာဘယ်လိုတောင်ရင်တူ World Cup မှာဘယ်လိုကြည့်ပြီးတော့ဘယ်လိုအားပေးပြီးတော့ဘယ်လိုမျိုးအဓိကတော့အင်္ဂလန်ပေါ့အင်္ဂလန်အဲ့တော့ဆိုအာဒရီယာတွေဘာတွေပို့ပြီးနာမည်ကြီးပို့ပြီးကောင်းပေမဲ့ကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်တန်းကြီးတာအင်္ဂလန်မှာမှဘက်ခန်းနဲ့အိုဝင်ပေါ့အဲ့ဒီကနေမှကျွန်တော်ပထမလီဗာပူးဖန်ယာယီဖြစ်သွားသေးတယ်ဆိုတာဟိုနည်းနည်းလိုက်ကြည့်ရင် channel တွေလည်းအဲ့တော့ channel လည်းနဲတော့နဲပါသေးတယ်ကို channel တွေဖတ်ရင်လည်း Michael Owen ရောသူလီဗာပူးမှာကန်တယ်ကျွန်တော် Michael Owen ကြိုက်တော့ငါလည်းလီဗာပူးဖန်ပေါ့အဲ့ဒါနောက်ကျတော့ကျွန်တော်ပြောသလိုကိုကဘက်ခန်း Owen ရောအတွဲလိုက်လို့တော့ကြိုက်တော့ငါတော့ဟိုဘက်ခန်း Man U မှာကန်တယ်အဲ့တော့နောက် Man U ကိုပုံညှိစရာအကြောင်းတွေပေါ်သွားတော့ဟုတ် United ပေါ့လေဟုတ် Man United fan အဲ့တော့လည်းဖြစ်လာခဲ့ပေါ့နော် United ကချီကိုနန္ဒာကြီးကတော့ခုနကပြောပါပါတယ်ထပ်ပြီးတော့ဗာပြောချင်သေးတယ်အခုဘယ်မှာသွားညှိသွားတာကိုကအဲ့94 World Cup ပဲ final ပဲ final အဲ့ဘက်ဂီယိုပဲဘက်ကီယိုရောဘက်ကီယိုဘာလို့ဘက်ကီယိုကအဲ့ချိန်မှာအခုတော့လုံးဝဘာမှမသိတဲ့အရာသာတစ်ခုကိုပေးလိုက်တာကွာအဲ့လိုမျိုး तू အဲ့ပနတီကိုမိုးဝထောင်ကလိုက်တဲ့အချိန်မှာ तू အဲ့ချိန်မှာအရင်ဆုံးရှစ်ဟိုလှုပ်သေးရပေါ့နော် wish လှုပ်သေးရ wish လှုပ်ပြီးတော့ထောင်ကန်လိုက်တဲ့အချိန်မှာ तू ပနတီလွဲသွားတာကိုယ့်ရဲ့ရင်ထဲမှာပါခံစားချက်တစ်ခုဖြစ်သွားတာကွာဝမ်းနေသွားတာမျိုးသိရမလားအဲ့ဒီအစပြီးကိုကအီတလီဖန်ဖြစ်တာနောက်ပြီးတော့ဘက်ကီယိုဖန်စဖြစ်တယ်ပေါ့နော်အီတလီနဲ့ဘက်ကီယိုအားပေးတာအဲ့ဒီကနေတွားလိုက်တာပဲအဲ့94မှာတော့ဟိုငယ်တော့ငယ်သေးရပေါ့နော်အရန်ဝါသနာတော့ပါတယ်အဲ့မှာဘောလုံးဝဲကြည့်ရက်ကွက်ထဲမှာဟိုဘောလုံးလိုက်ကန်တဲ့ဟာပေါ့နော်ဂိုးတွေပဲဖမ်းရတာခလေးဆိုတော့ကိုးဆောင်ရတာအဲ့တော့အဲ့ဒီကနေစပြီးတော့စကြည့်ခဲ့တာပေါ့အခုဒီပဲအဲ့တော့ဟိုအီတလီဖန်ဘောလုံးဝဲဒီကလပ်အသင်းတွေစအားပြီးတော့96 7 8 9လောက်မှာဟိုအာဆင်နယ်တို့ United တို့ပေါ့အဲ့ခေတ်တော့နာဝီကာဆယ်ပေါ့နောက်ပြီးဘလက်ဘန်ပေါ့96အဲ့ဝင်းကျင်တော့မှသူတို့ကောင်းနေတဲ့အချိန်ပေါ့အဲ့တော့ကာဆယ်ကိုကြိုက်တယ်ရှီရာနဲ့ပေါ့နော်ရှီရာနဲ့ကာဆယ်ကိုကြိုက်တယ်နောက်ပိုင်းကျတော့99မှာကျတော့ United ကိုကြိုက်တယ်တော့မဟုတ်ဘူးပေါ့နော်ဟိုမသိဘူးလေဖလားသုံးလုံးကြီးကပျော်စရာကြီးသိရမလားမိုက်တယ်ဘက်ခန်းဆိုရုပ်ကလည်းချောတယ်လေသိရမလားဟိုအဲ့တော့အဲ့ဒါကိုစပြီးတော့အဲ့တုန်းကသဘောကျရပေါ့နော်ဖလားသုံးလုံးရတော့မိုက်တယ်ပေါ့ဒါပေမဲ့အဲ့တုန်းကတော့ဟိုဘယ်လိုပြောမလဲအုံတော့ဟိုကြည့်နေတာအမြင်ပဲရှိကိုယ့် passion ကိုယ့်ရဲ့နှလုံးသားဘာကိုခံစားမိလဲဆိုတာမသိသေးဘူးငယ်သေးတာကိုရင်ဟိုငယ်ရွယ်ဆိုတော့ပြိတ္တပဲရှိသေးတယ်အသင်းပြိတ္တမရှိမချစ်တတ်သေးတာအသက်ငယ်သေးတော့တကယ်ချစ်တတ်တဲ့အရွယ်ရောက်တော့ကိုဟာလောက်ရှိနေပြီ14နှစ်15နှစ်လောက်ဖြစ်နေပြီ
2ယောက်လောက်ချစ်ပြီးသွားတယ်တဲ့ပြော ရှေ့မှာ3သိန်းလောက်ချစ်ပြီးသွားပြီဥမာ 3သိန်းလောက် ဖလင်စီယာတို့လီဗာကူဆင်တို့2000ခုနှစ်တော့ဖလင်စီယာကြိုက်တယ်အဲ့ဝင်းကျင်ကပဲလီဗာကူဆင်ကမိုက်ကယ်ဘောလက်တို့အဲ့ဒီတော့ကလည်းအဲ့ဒီဟာကိုကြိုက်တယ်နောက်ပြီးတော့မက်ကိုင်းတို့ရဲ့ဟိုဗာလဲဒီဘိုဒီကိုလည်းတော့ကြိုက်ပြန်အောင်အကုန်ကြိုက်တာကွာအကူကတကယ်တော့ AC fan AC ကိုမတရားကြိုက်ခဲ့တာ AC ပဲ AC ကတော့အကူရဲ့ပထမဆုံးအသင်းနောက်အင်္ဂလန်မှာအားပေးမယ်ဆိုပြီးကြည့်လိုက်တော့နိုင်တောင်းတင်3လောက်မှာလူတွေခေါ်ချလာသေးတယ်မလားကိုကြိုက်တဲ့ကောင်တွေအီတလီကကောင်တွေအမူတူးတို့ဘာလို့ဒီဘက်ရောက်လာဆိုတော့နောက်ပြီးတော့အဲ့မှာအဓိကမော်ရီညိုလည်းကြိုက်တာလည်းပါတယ် special one ပဲအဲ့လိုမျိုးကိုကို confidence ရှိပြီးတော့ငါလုံရတယ်ဆိုတဲ့ကောင်မျိုးတွေကိုခိုက်တယ်အဲ့လိုမျိုးနောက်ပြီးသူများတဲ့လည်းတကယ်တောင်လုံးပြနိုင်တဲ့ဟိုအရေးချင်းနဲ့ရှိပြီးတကယ်လည်းလေတိုက်တာကွာဟိုပြောချင်တာဟိုရှူချောင်းလျှောက်ပြောနေတာမဟုတ်ပဲနဲ့အဲ့လိုမျိုးမှာအဲ့ဒီတော့ကတော်တော်လေးကြိုက်ခဲ့အောင်အဲ့ဒီတော့တော်တော်များများကြိုက်တယ်မှာ Robin တို့အဲ့ဂျိုကိုထပ်ခေါ်တဲ့လူအဲ့တစုဖွဲ့လို့ကြိုက်တော့အဲ့မှာ Chelsea ကိုစပြီးတော့ချစ်မိသွားတော့ ကိုကအေဗရာမိုဗစ်နဲ့အတူတူချက်စီကိုရောက်လာတာပေါ့ပြောမှာပေါ့ Robin နဲ့လူရောက်လာအခုတော့သူတို့လစ်သွားတယ် ဆိုတော့ကိုဟိုကျွန်တော်တို့ဒီဘောလုံးပွဲတွေကြည်လာတဲ့တောက်လျှောက်လုံးမှာဒါကျွန်တော်တို့ဆိုလည်းတင်ဆက်လာတယ်တင်ဆက်ရင်းနဲ့ကြည်ရတော့ဗျာဒါပါတော့အဲ့ဒီကြည်လာတဲ့တောက်လျှောက်လုံးမှာတကယ်ကိုမှတ်မှတ်ရဥပမာဆိုလို့ချင်တာအကိုအဝေးပဲသွားကြည့်ရပြီဘလောက်ခက်ခဲပြီးတော့အိတ်ပွဲတစ်ပွဲကိုတန်းဖိုးထားပြီးတော့ကြည့်ခဲ့ရပြီဖြစ်အဲ့လိုမျိုးအမှတ်ရစရာပွဲမျိုးရှိလားကျွန်တော်တို့ပြန်ပြီးဆွဲထုတ်ပြီးပေါ့ကျွန်တော်တို့လည်းပြန်မှတ်ရတူတူကြကြအမှတ်ရစရာကတော့2020ကမ္ဘာဖလားဖိုင်နယ်ပေါ့ကောဆိုတခြားအကြောင်းတော့မဟုတ်ပါဘူးကျွန်တော်မက်ဆီကမ္ဘာဖလားရသွားတယ်အဲ့ပွဲကလည်းတကယ်လေးကောင်းတာပေါ့နောက်ဆုံးเนาะကျွန်တော်နဲ့အဲ့ဒါဥက္ကာနဲ့ဆိုလဲအဲ့ပွဲကို cash ကတာရေးလဲပြိုင်ထွက်ပြီးတော့ဒါပေမဲ့ပျော်ဖို့အရင်သူ excited အရင်ဖြစ်ပါတယ်ကိုတွေကခါတိုင်းဘောလုံးပွဲတင်ဆက်လို့ရှိရင်ဒါကိုအလုပ်လဲဖြစ်တဲ့အတွက်သိမှာအရင်ဟိုလိုမျိုး emotion တွေပါတယ်ဟိုလိုမျိုးတိတ်ပြီးတော့မဖြစ်ဒါပေမဲ့ပိုလူပွဲလည်းဖြစ်တယ်မက်ဆီရဲ့ဒီဖလားကင်ပြောင်းသွားတဲ့အချိန်တွေပြီးတော့ပွဲရဲ့တန်ဖိုးကြီးကလည်းအရင်ကြီးကိုမြင့်တက်သွားတဲ့အချိန်တွေမှာအဲ့ပွဲကတော့ဟုတ်ပါတယ်အခုပြောသလိုအဲ့ငငယ်တော့အရင်ခက်ခဲရမယ်ကျွန်တော်ဆိုဘယ်လောက်ရှိလဲကျွန်တော်ဒါထပ်ပြပါအကြုံလုံးပါကျွန်တော်ငငယ်တုန်းကဒါဟိုလောက်ပဲရှိမယ်6တန်းအဲ့ပေါ့6တန်းလောက်ပဲရှိမယ်ဘောလုံးပွဲကိုညဘက်ကြီး17နာရီကျော်တော့ကြီးမှောင်မဲနေတော့မိုးတွေရလိုက်ပါပြေးရပြန်တော့အိမ်ပြန်တော့ဘောလုံးကကြည့်တော့ fee ပဲဟောကြည့်နေအပျော်လို့ဘယ်နှနိုင်ထိုးလို့ထိုးမှမသိပြေးခဲ့ပြီးတော့လက်ဖေးတန်နေပြီးတော့အိမ်လည်းပြန်တဲ့အချိန်ကြောင်ဘူးမှလည်းမရှိဘူးလမ်းမှာကျွန်တော်ပြန်ရတဲ့တက်တခြားလူတွေကတက်တွေပြန်ရအောင်ကျွန်တော်ပြေးတာကြောက်ပြီးတော့မင်းတို့ကြောက်ပြီးတည်းပြေးပြီးလေပြောဘွိုင်းနေကိုပါပြစ်လဲဖုံးခေါ်လို့လဲကြောက်သွားအဲ့မှာကျွန်တော်ဟာမဖြစ်တော့နောက်ဆိုကတယောက်တည်းတော့ဘောလုံးတက်ကြည့်မကြည့်ရတော့ဘူးပေါ့အဲ့လောက်ထိပေါ့နော်အဲ့လိုမျိုးအခြေအနေထိဟိုဒုက္ခခံပြီးတော့ကြည့်ခဲ့ရပြီးတော့နောက်မမရတာ10တန်းနှစ်မှာဆိုလို့ရှိရင်အညာရေးစာချက်ဝိုင်းမှာဆရာတွေကဘောလုံးမသက်ကြည့်ချန်ပီယံလိပွဲဆိုတော့တနားရီကျော်ဆိုတော့ဆရာကြီးကဘောလုံးမသက်ကြည့်ကိုတွေကိုကြောက်စာချက်နေတကားတွေပိတ်ခဲ့ချန်စီကိုအကုန်ပိတ်ခဲ့အဲ့တော့ဆရာကြီးသွားပြီးတိတ်မကြောက်ကိုချန်စီကိုကြော်ပြီးတော့ဆရာကြီးလက်ဖိတ်တိုင်ထဲမှာကြည့်ကိုရီးယားလက်ဖိတ်တိုင်ပြေးကနေကြည့်အဲ့လောက်ထိပေါ့နော်ယူတုတ်ခဲ့ရတော့ကိုရတာကြီးရောဘယ်လောက်ထိခက်ခဲလဲကြည့်ခဲ့ရခက်ကြီးခဲ့တို့ခြားကြမယုံအခုဆိုအခုဆိုရင်ဟိုအခုအပေါင်းအသင်းတွေဆိုအခုမယုံဘူးပေါ့နော်အဲ့လိုခက်ကြီးခဲ့ဘာဖြစ်လို့ဆိုတော့အခုဆိုအခုဟိုအပြင်မှာဆိုအဆင်ပြေတယ်ပြောကြတယ်ကွာမဟုတ်အဆင်မပြေတာရှိတယ်အခုအဲ့လိုခုနကမှဟိုငငယ်တုန်းကအဲ့လို3-5တန်းတော့အကိုက6နှစ်ဘလုံးဝစားကြည့်ပဲ3-5တန်းမှာတကယ်ကြည့်တော့အဲ့2ပေစလောင်းတွေရှိတော့အဲ့ကမတက်ပေးဘူးဆိုစာမလုံးပါလဲဆိုတော့ဟိုနည်းနည်းလေး strict ဖြစ်တယ်ပေါ့နော်အဲ့မတက်ပေးတော့အဲ့လိုမျိုးခုနကမှပြောသူတို့အတိအိမ်မှာသွားကြည့်တော့မှတ်တိုင်9မှတ်တိုင်လောက်စီးရတယ်ညာဘက်တွေသွားတယ်နောက်ပြီးတော့ကိုကခလေးကွာ4-5တန်းလေးဆိုတော့အဲ့မှာလူကြီးတွေလည်းရှိတယ်အများကြီးပဲသူတို့ကသူတို့အိမ်သူတို့ပါသူတို့ကသူတောက်ဆာလည်းရှိတယ်သူကသူတို့အဆင်ပြေလို့နေကြတာပေါ့နော်ကိုကလေဟိုရှေ့လေးမှာ TV ရှေ့လေးမှာငုတ်တုတ်လေးသွားထိုင်ပြီးကြည့်ပြောချင်တာကွာသေးတောင်မပေါက်ရဲဘူးသူများဟိုအပေါ်သွားမှာဟိုဘာလို့ဆောင်မှာအားနာနေရကွာသိလားအဲ့လိုမျိုးတုံးကဟိုစကားလည်းမပြောရဲဘူးကွာဟိုကိုတော်ကြတစ်ခုဆိုရင်နောက်ပေးမကြည့်ပါဆိုတော့ကိုရီးယားအကြောက်တရားနဲ့ကြီးလာဆိုလေအဲ့လိုမျိုးလေးကိုသွားကြည့်ပြီးအဲ့လိုမျိုးပွဲတွေကြီးခဲ့တဲ့အချိန်ကအမှတ်တရပဲတကယ်ပြောတာတစ်ခါလေးကြာရင်အဲ့လိုမျိုးပေါ်သွားချင်တာတို့ဘာလို့တော့မှအောင်ပြီးအိမ်ရောက်မှသွားတာတို့အဲ့လိုမျိုးဘောလုံးဝဲဟိုအဲ့လောက်ထိကိုလုံးဝအမှတ်တရပဲပေါ့အဲ့လိုမျိုးရက်တွေရတယ်မနေဘူးပေါ့နော်နောက်ပြီးတကယ်ပြောတာဘောလုံးဝဲကဟိုငငယ်တုန်းကတော်တော်ကြီးကိုခက်ကြီးခဲ့အားလုံးတူတူပါပဲအားလုံးတူတူပါပဲကိုလိုကိုပါတွေက TV တော့မှမနေဘူးပိုင်ဖို့ငငယ်တုန်းကတလန်းလုံးမှာတိန်နဲ့ TV တစ်လုံးနဲ့ရှိတဲ့ဟာမျိုးတွေပြန်ပြီးလို့ရှိရင်အဲ့ရှိရင်တော့မှလည်းကျွန်တော်တို့စလောင်းရှိအောင်ပါလေစလောင်းရှိမှလည်းကြည့်လို့ရအဲ့စလောင်းမရှိရင်လက်ဖိတ်တယ်ဆိုကြည့်ဟိုထပ်ပြီးတော့နေနေတာတခုရှိတယ်ဗာလေဆိုဘောလုံးပွဲကြည့်နေအဲ့လိုဘတ်တယ်ဖြစ်ဘူးလားတဖက်ဒီပြတဖိတ်တယ်မှာတော့ကြည့်ရကျွန်တော်တို့ဆိုငငယ်လေးတွေကဘတ်တယ်တွေဖြစ်တာပါကိုအားပေးတဲ့ခိုးဝါးအင်းကြီးတွေချုပ်ပြီးတော့အဲ့လိုမျိုးလက်ဖိတ်တယ်မှာတော့ဒါလူပေါင်းစုံကြည့်ရနှစ်သိန်းဖန်ကြည့်ရဗျာအဲ့နှစ်သိန်းဖန်ထဲမှာဘတ်တယ်တွေဖြစ်ကြတာပေါ့နော်အဲ့မှာအဲ့လိုမျိုးရှိဘူးလားကိုမိုးနေအောင်
ကျွန်တော်ကတော့ခဏခဏပေါ့ခဏခဏဆိုတော့ဒီလိုကွာဟိုကိုတို့ခုနပြောတဲ့ဟိုဘောလုံးပွဲကြည့်ရတဲ့ခက်ခဲမှုပေါ့အဲ့ဒါကျွန်တော်မှတိတ်အဲ့လိုအတွေ့အကြုံမရှိခဲ့ဘူးမရှိခဲ့ဘူးဆိုလို့ဟိုကိုကငယ်တဲ့အတားချမ်းသာနေလို့အဆင်ပြေနေလို့အဲ့လိုတော့မဟုတ်ပါဘူးဟိုဒီကန်အားလျော်ဆိုတာပေါ့နော်ဒီကျွန်တော်စီမှာကျတော့ဟိုဦးလေးတွေဒါအကူတွေဟုတ်ဒီဦးလေးတွေအကူဝင်းခွဲတွေအမျိုးတွေကဒါဘောလုံးပြိသက်တွေကအခိုင်အမာတော့ရှိနေတော့ဟိုကိုကသူတို့နဲ့အသာလေးမျောပြီးတော့လိုက်ကြည့်ရုံပဲဖြစ်နေတာခုနကကိုနန္ဒပြောသလိုဟိုမိဘတွေကတော့ဒါ straight ဖြစ်တဲ့အပိုင်းဟိုចောင်းစာကိုပေါ်ရောက်သွားမှဆိုလို့စိတ်ပူတဲ့အပိုင်းရှိပေမဲ့ဟိုကိုကြတော့ဦးလေးလူပြိုကြီးတွေအကိုဝင်းခွဲတွေကအသက်ကွာတဲ့ဒါအကိုကြီးတွေဒါသူတို့ကာပါနဲ့ဒါသူကသူဘောလုံးဝဲကြည့်တဲ့ဘက်ကအဆင်ပြေနေတာပေါ့ဟောကြွားတာဟုတ်ပြောစရာလေးဖြတ်ပြောစရာရှိတယ်မိုးနေနဲ့ပတ်သက်ပြီးတီးဖို့ပေါ့နော်တီးဖို့ဆိုတာမဟုတ်ပါဘူးညီကိုတွေကိုပြောချင်တာခါကြရင်ဘောလုံးပွဲကြည့်တယ်ဆိုရင်မိဘတွေအမြင်လူကြီးအမြင်မှာဘောလုံးပွဲကြည့်တဲ့ကောင်တွေကစိုးတယ်သွားတယ်လည်းပေးသေးပါဟုတ်တချို့ကြတော့အကိုတို့ခင်မှာရှိခဲ့တာဟုတ်ဘောလုံးဘောလုံးပွဲကြည့်နေဘာမှအရင်မပါဘူးကွာအရင်မရအဖက်မရပေါ့မိုးနေရဲ့10တန်းအမှတ်ပေါင်းနဲ့ကိုတို့မေးကြည့်လိုက်အောင်အဲ့ဒါလေးရတာအဲ့ဒါတွေကပြီးပါပြီဘာသာဆုံးကုန်လူလားမသိဘူးပါတယ်အမှတ်900ကျော်တယ်920လောက်ရတယ်အဲ့ဝင်းကျင်ရတယ်အဲ့ဒါဟိုမှာဒီဘောလုံးကိုဝါသနာပါလို့ဒီတိုင်းကိုရောက်လာတာဘောလုံးစာရေးတဲ့ဘိုင်းနဲ့ဒီနီးစတဲ့ဘိုင်းရေးတဲ့ဘိုင်းပြောချင်တာကွာအဲ့လိုလူမျိုးတော့ရှားတယ်အကိုကတော့ဒါပေါ့အဲ့ဒါတော့မိုးနေကတော်တယ်ကျောင်းစာလည်းတော်တယ်တော်တာပါတဲ့ဟာကိုလည်းဒီဇိုင်းမှန်ကျောင်းတိုက်ဆိုင်ကျောင်းတိုက်ဆိုင်ဒီလောက်လည်းမဟုတ်ပါဘူးအဲ့ဒါလေကိုယ်တိုင်စူးစမ်းမှရမှာလေအခုအဲ့တော့ feeling ကြီးအောင်ဘယ်လောက်လောက်10တန်းကိုဒီလောက်ကြီးတော့အမှတ်ကြီးတယ်ကျွန်တော်ဆိုအမှတ်ကျွန်တော်ပြောပြပြောချင်လား261မှတ်ရားလာရေမော်ရင်းရှင်းလေးပါသားတဲ့ဒါပေမဲ့အောင်မယ်လို့တော့မထင်ထားတဲ့ချိန်မှာအောင်ရတဲ့ fee ကသူစိန်ညှောက်တက်တယ်အဲ့ချိန်ကြီးအောင်စင်းထွက်ပြီးအောင်ဟာနာမည်ပါတယ်အမှတ်စင်းမထွက်သေးဘူးဗျနာမည်လေးပဲပါတဲ့အချိန်မှာအရင်ပြောဒါပေမဲ့အမှတ်စင်းလည်းထွက်လာအဲ့လိုတက်ပြီးပဲပြုံးကြပါအကိုကအဲ့တော့ feel လေးရတော့ကျဲပါဘောကြီးလေကျွန်တော်လည်းဟိုဝမ်းတာတာပေါ့ကိုဟိုပွင့်လင်းပြောရင်ကိုယ့်ဘက်ကိုလည်းမယုံနိုင်ဘူးဒါဟိုသူကသူတော့စာလေးတွေငယ်ဘွားအနေဘွားလုတ်တယ်ဆိုပေမဲ့ဟောဒီလောက်ကြီးရမယ်ဒီလောက်ကြီးအမှတ်တွေများမယ်လေထင်မထားပါဘူးကွာသူအကြောင်းတိုက်ဆိုင်လို့ဖြစ်သွားတာပါမန်ယူပရီးမီးယားလိရပြန်ရမယ်အခြေအနေနဲ့အဲ့10တန်းအောင်တဲ့အခြေအနေနဲ့ဆိုဘယ်ဟာပို့ပြောနိုင်လဲမင်းနေတာပရီးမီးယားလိရပါတယ်ဆိုရင်ဒီနေ့ရရင်တော့ဟိုအဲ့ဒီတော့စာပေါင်းများစွာပို့ပြုံမိနေတယ်ထင်ဒါတော့ဒီတိုင်းပဲဒီဖြတ်ပြီးအခုနပြောတဲ့ဟာဆက်လာအောင်ဗတ်တယ်ဘယ်လောက်ထိဆိုင်ခဲ့ဘူးလဲဗတ်တယ်ဆိုင်ရတာပေါ့ကိုဆိုင်တော့မှကျွန်တော်ကခုနလိုကိုဦးလေးတွေအကိုတွေနဲ့ဟိုပြန်ပြီးတော့ fight ရတာတော်သေးရပေါ့ကျွန်တော်လည်းမန်ယူပြိသက်မို့လို့လားမသိဘူးဒီခါကျခေဂျီနိုဗီတို့ဘာလို့နဲ့တူတယ်နည်းနည်းအငင်းတန်နဲ့ဟောဆိုအများကြီးဟိုသုံးသက်ခြင်းနဲ့ပြောခြင်းနဲ့ပေါ့နော်ဆိုဟုတ်တာတွေလည်းပါတယ်တခါတလေသိမဟုတ်တာတွေလည်းပါတာပေါ့အဲ့တော့ကျတော့ကိုကကျွန်တော်တို့ဘောလုံးဝဲကြည့်တဲ့အချိန်မှာကိုက10နဲ့17နဲ့ထားတော့73နဲ့14နဲ့ဆိုတော့ဟိုကျွန်တော်အရွယ်နဲ့ကျွန်တော်ကြည့်တဲ့ပွဲနဲ့ကျွန်တော်ပြောတဲ့စကားအသုံးနေနဲ့မလိုက်ဖတ်ဘူးဖြစ်နေတော့အဲ့တော့ဟိုဦးလေးတွေအကိုတွေအနေနဲ့လည်းဟိုကိုညီကိုတူပေမဲ့လို့ဟိုနည်းနည်းတိတ်ကြည့်မရခြင်းစရာအဲ့လိုမျိုးအမြင်ကတ်ခြင်းစရာလေးတွေဟောဒီတော့အဲ့လိုဒါမျိုးလေးတွေတော့ဖြစ်တာပေါ့အကုန်ပဲကျွန်တော်ဖြစ်ဘူးလားကျွန်တော်ပါဦးလေးတွေကဒီဘောလုံးဝဲလောင်းတာကျွန်တော်ကတော့ကိုအားပေးသူတို့ကဟိုဘက်ကလောင်းတာကျွန်တော်ကိုအားပေးတဲ့တင်ကိုအားပေးမှာပဲလေအဲ့တော့မင်းကကလေးပြင်းပါလေဘောလုံးဝဲလဲဒီမှာလောင်းထားတာငါတို့ကလောင်းထားတာမင်းလာမရောင်နေတယ်လို့ဟာတွန်းထုတ်တာတွေပဲတည်းကျွန်တော်မရတင်းတယ်လို့အခုကဘယ်လောက်ထိဆိုင်ဘူးလဲဘတ်တယ်အဲ့လိုအများကြီးအောင်ဆိုင်ဘူးပေါ့အဓိကတော့အဲ့ United fan တွေလည်းပဲပြဿနာတက်တာများတယ် United fan တွေကမရဘူးသူတို့ကအခုတို့ game ဆော့တယ်ကွာငယ်ငယ်တော့ဟိုဒိုတာတို့ပါဆော့ခဲ့တာဟုတ်ဒိုတာတို့ပါဆော့ခဲ့တော့အဲ့မှာအောက်လေရှိတယ်ကွာအဲ့အောက်လေကအောက်လေဆိုတာရှုံးလဲတိုက်တဲ့ကောင်တွေရှိတယ်ကွာသိလားအဲ့ game ဆော့ရဲ့အဲ့အောက်လေတိုက်တဲ့ဟာအကူကလုံးဝမခံနိုင်တဲ့ကောင်အဲ့အကူကနိုင်နေလို့တိုက်ကွာအနိုင်နေအကူပိုးစုပ်ပတ်ဆက်ပြောအကူဘလောက်လေတိုက်ဒိုတာခုတ်ကောင်တာပဲပြပြခံနိုင်တယ်ဒါပေမဲ့ရှုံးကလည်းရှုံးနေတယ်ကွာအပြက်သက်ကြီးလဲကွာနေတယ်အဲ့ဒါကိုမရရအောင်တိုက်တာကွာသိလားမနာမဟုတ်သူတို့ပြောတဲ့စကလုံးတွေကလည်းကျန်းတယ်ကွာနောက်ပြီးတော့အဲ့လေကိုကွာအကြောက်ဆုံးပဲအဲ့ဟာတော်တော်များများကအခုကြုံရတဲ့အချိန်မှာကအဲ့ United fan တွေမှာအဲ့ဒီဟာအရန်တော်တယ်သူတို့ကဘောင်းဆောင်ကိုတိုက်တတ်တာကွာသိလားအဲ့ဒါကြီးကလုံးဝမခံနိုင်ဘူးခါလေးဆိုဥမာအိမ်မျိုးပြဿနာတက်တာကြီးကတော့အများကြီးပဲပြောမနေတကယ်ချင်းနေနဲ့ရောအဲ့လိုမျိုးမဟုတ်ကွာနိုင်နေကောင်းနေတယ်မင်းတို့သုံးမကြောက်ကွာမင်းတို့အတင်ကခလီကလာပါညာကြိုက်တယ်လို့ဆဲကြိုက်တယ်လို့ပြောနိုင်သွားရင်ကွာโอเคတယ်အရှုံးလည်းမရဘူးငါတို့ကဘာရထားတာငါတို့ကဘလို့ရထားတာငါတို့ကထားလိုက်ပါဖလား3လုံးရထားတာ73လုံးဖာဦးတိုင်း73လုံးယူခဲ့တာအဲ့တန်နေရာထဲမှာပဲအခြေအနေနဲ့မဟုတ်တို့ကပြစ်စုံပန်ဟို
ပြောစရာမရှိရင် history မှာတော့ပြောတယ် history ပြောစရာမရှိရင်သူတို့မှာပြောစရာစကားအမြဲရှိတယ်ပေါ့နော်အရန်ဟိုဟာပြောအဲ့ဟိုဒီတိုက်တယ်ရန်ဖြစ်တယ်တော့မဟုတ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကြုံတွေ့ရတယ်ပေါ့နော်တော်သေးတယ်ကိုရီးယားလုံးဝကဘာပေါ်မှာသတင်းတွေတော့ဖလားအဆုံပိုင်ထားတဲ့အသင်းဖြစ်သွားလို့ကျွဲကဘာလုံးမှာဖလားအဆုံရတာသတင်းတော့အသင်းကွာအဲ့တော့ကိုရီးယားကျတော့ဘယ်သူမှဒီတိုက်လို့မရဘူးရီရဲတောင်ဒီတိုက်လို့မရဘူးမင်းကချက်ပြီးဖလား15လုံးပဲရလက်ရှိနီးအစ်စ်မှာရတဲ့ FIFA Club Walker တော့မင်းတို့မရဘူးသေးဘူးအဲ့တော့ရှင်းလေးသူက15လုံးလည်း queue ဆိုင်တော့ပြောချင်တာအဲ့ဒါလေးတော့ကွာပြောချင်တာဆောနာဆက်ပြီးပြောရမယ်ဆိုရင်ဒါ United fan တွေကိုလေးတိုက်တာမဟုတ်ပြောချင်တာအပြစ်ပြောချင်တာမဟုတ် United fan ထဲမှာ90ရာခိုင်နှုန်းလောက်ကအရန်ကိုတကယ်ကိုအုံနောက်အရန်တွေးခေါ်မြင့်ပြီးတကယ်ကို elite level အတော်တော်တယ်ကွာ elite ဆိုတာကွာချမ်းသာတဲ့စိတ်ရတာပြောတာမဟုတ်နော်ညံသွေးပြောတာတကယ်တော်တဲ့လူအများကြီးပဲအခါကျရင်အဲ့ဒီဟိုအရန်တိုက်တဲ့လူတွေများတယ်ပေါ့နော်အဲ့ဒါကိုပြောတာပါအဓိကအဲ့လိုလူတွေနဲ့တော့ခဏစိတ်ထဲမှာ fighting လုပ်ရတယ်ပေါ့နော်အခုကတော့ comment တွေမှာတော့တိတ်ပြီးတော့ဟို comment တွေရောဘယ်လိုတုံ့ပြန်လဲဆဲတဲ့ comment တွေပါတယ်ရတယ်အခုလားဟုတ်အခုကအများကြီးဖြစ်ခံဒီရတော့ကြည့်ဘသူ့ကိုပြောရလေတဲ့ပါမဟုတ်တော့ပါဘူးဆဲခံရတော့ပြောမလို့အခုပြောပြစကိုင်းနဲ့အင်းတော့အလုပ်တည်လေအလုပ်တော့အခုက commentator လုပ်တော့ဘယ်လောက်ထိဆဲလဲဆိုကွာအဲ့ဒီ United fan ပဲအခုလည်းဘောလုံးပဲကောင်းပြောနေရပဲအခုဘလို့ဘောလုံးပဲပြောရင်ဘာပတ်လိုက်မှမရှိတော့ဒါဒီလိုစီ pocket လိုမျိုးဒီလိုမျိုးလွတ်လပ်ပြောလို့နေရမလို့ဒါဒီလိုဟိုပြောတာတကယ်ဘောလုံးပဲပြောပြီဆိုတဲ့မူရပါ analyst လုပ်ဘောလုံးပဲ commentator လုပ်အခုတစ်ခါမှပတ်လိုက်မပြောဘူးတကယ်ပြောတာဘယ်အသင်းဖြစ်United အကြောင်းပြောတယ်အဲ့တော့လည်းဒီလိုပဲပြောတာကွာဟိုရှုံးလို့ဟိုအစင်မပြေဘူးဒီကစားကွက်ဘာညာကွာဒီနေရာလေးလိုတယ်ဟိုနေရာလေးလိုတယ်နောက်ပြီး commentator လုပ်တော့လည်းအဲ့တော့អော်တယ်အဲ့တော့ဖုံးဆက်ပြီးတော့ရုံးဖုံးဆက်တယ်အဲ့ဒီကောင်နဲ့နန္ဒမျိုးဆိုတဲ့ကောင်နဲ့အဲ့ကောင်ထုတ်ပေးတဲ့အဲ့လိုမျိုးတွေပါလာတာကွာရုံးရဲ့ office ကိုပါဖုံးဆက်ပြီးပြောတာဘာဖြစ်လို့လဲဆိုတော့အဲ့ကောင် United ကိုကြည့်မရဘူးတဲ့ဒီကောင်ပြောတာတွေအကုန်လုံးကတဲ့ United နဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးတွေကြီးပဲတဲ့အတင်းနေပြောနေတဲ့ကောင်ကြီးအဲ့ကောင်မမြင်ချင်ဘူးပါညာအဲ့လိုသူများတွေက comment ပဲပေးတာအဲ့ခေတ်တုန်းကဖုန်းမှာဆက်ပြောတာဖုန်းဆက်ပြီးပြောတာမျိုးတွေဟိုကြုံရတယ်ပေါ့နော်အဲ့တော့အကိုကတော့အစဲခံရတယ်အမြဲတမ်းအစဲခံရတာယူနေပြီလားဆိုတော့အစဲခံရတာကအကိုကဟိုမနှဲကြော်ရတယ်ကွာအစဲခံရပြီဆိုအကိုတရားတွေတော့ဖတ်ရတယ်အစဲခံရပြီဆိုဟိုဆရာတော်ကြီးတွေရဲ့ဟိုတူလေးရှိရလေဒါတော့ risk တကယ်အဲ့ risk တကယ်တော့နားထောင်ရတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ပိုင်းဆိုင်ရာမှာမရဘူးသူကကွာအဖက်ကတော့ရှိတာပဲလေဟိုဘယ်လိုပြောမလဲချစ်တာမှမဟုတ်တာမုန်းနေတာကြီးမုန်းနေတော့အဖက်ကြည့်တော့အဲ့ဒါကြိုင်နားထောင်ရတယ်ဒါတွေကပြီးသွားမှာပဲဘာမှလည်းမဟုတ်ဘူးခဏနေပြီးသွားမှာဒါသူတို့လည်းဒီတင်္ဂါလေးမှာစိတ်ဆူးလို့ပြောလိုက်တာငါနဲ့ဘာမှဟိုဟာမဖြစ်ဘူးဒါသူတို့ဒါလူဆိုတာအမြဲပြောင်းလဲနေအဲ့လိုလေးပေါ့တရားတော့နားရတယ်ကျွန်တော်တို့တွေတော်တော်ပြောတာလဲကြည်ရပြီးကောင်းတယ်ပြောတာဒါခါတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါဒီတင်ဆက်မှုတွေကိုကျွန်တော်တို့ကကိုယ်စီရှိနေတဲ့ပိတ်တွေကနေပြီးတော့ဒီဘောလုံးကြောင်းတွေကအများနဲ့ပြောနေတာဆိုတော့ဒါကျွန်တော်တို့နေရာနဲ့နောက်ကိုရကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးကျွန်တော်တို့ဘောလုံးပေါ့ဘလောက်ထိဒါကျွန်တော်တို့တွေစိတ်ပါအောင်ဝင်စားဆိုတာစိတ်တွေထည့်ထားတယ်ဆိုတော့ဒါပြည်သက်တွေအတွက်ဒီလိုမျိုးတင်ဆက်ပေးခဲ့တာပါဆိုတော့နောက်ဆုံးအနေနဲ့တစ်ခုစီပဲထပ်ပေးမယ်အဲ့ဒါဘာလဲဆိုတော့တဲ့ခံမှန်းပြီးကျွန်တော်တို့ဥရောပထိပ်တန်းလီ9လီမှာချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတစ်သင်းချင်းစီဆွဲနှုတ်ပြီးပါလားအခုကပရီးမီးယားလီလာလီကာစီဘွန်ဒလီဂါလီဂိုအဲ့ရဆိုရင်ကိုမိုးနေကဘယ်သင်းနေချန်ပီယံဖြစ်နိုင်လဲဒီနေ့ဘောလုံးရသည်ဒါကတော့စောအများကြီးတော့စောသေးတာပေါ့နော်ကိုဒါပေမဲ့ကျွန်တော်နည်းနည်းပေါ့ပါပါပေါ့ဒါဟိုဘွန်ဒလီဂါနဲ့လီဂိုကတော့အများကြီးပြောစရာမရှိဘူး PSG နဲ့ဟုတ်ဆိုဘိုင်ယန်ပေါ့ဆိုလာလီဂါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ဟို Real Madrid ကိုနဲ့ပို့ပြီးတော့ prefer ဖြစ်တဲ့အပိုင်းလေးတွေရှိတယ်ဟို series တွေကတော့ကျွန်တော်အများကြီးမသိဘူးဟုတ်ဆိုနာပိုလီကိုတော့ကျွန်တော်နည်းနည်းစောင့်ကြည့်နေတယ်ပေါ့ဒါပေမဲ့ဟိုတိတိကျကျကြီးတိတ်မပြောနိုင်ဘူးဒီကဇက်လိုက်ကြီး Premier League အောင် Premier League ကတော့ဟိုဒီနေ့ Liverpool နဲ့ Arsenal အဓိကပြန်ရမယ်လို့ထင်တယ်ဟို Man City ကိုလည်း short တွက်လို့တော့မရပါမယ်ပေါ့ဒါ Liverpool နဲ့ Arsenal ပဲအဓိကအားပြန်ရမယ်လို့ထင်ပါတယ်တသိမ်းမဲဆိုရင်ရောချန်ပီယံဖြစ်နိုင်မယ်အသင်းဆိုရင်ရောတဲ့ပဲဟုတ်မဟုတ်ဒါတော့ကိုမြင်တွတ်တယ်မရအောင်တဲ့ဒီနေ့ကျွန်တော် Arsenal ဘက်ကနေလိုက်မယ် Okay အကိုကဥစ္စာမှာတော့ PSG ပေါ့ PSG ရဲ့ဟိုဘက်မှာကဟိုဘိုင်ယန်မျိုးနေပေါ့ဒါကတော့နှစ်ခုအတူတူပဲနာပိုလီပါပဲကိုလည်းနာပိုလီပဲအဲ့ဒါ100ခန်းလုံးတည်ကြတယ်အဲ့3သင်းอ่ะနောက်ပြီးတော့ဟိုဘက်မှာလာလီဂါမှာတော့နည်းနည်းလေးဟောဖြစ်တော့ Real Madrid ပေါ့ Real ပဲဘာဖြစ်လို့လဲဆိုအလွန်ဆုံးကြောက်ပါ Real ပဲဆိုတော့ Hansi Flick ကနည်းနည်းလေးခံစစ်အရင် highlight ဆော်တော့အဲ့ဒါဒီရှိသွားမှာအဆင်မပြေဘူးကွာအခုလိမှာကြတော့လို့ဆိုတော့ Premier League မှာ Arsenal ပဲအခုက Arsenal ပဲဘယ်စီစဉ်မှာပြော Arsenal ပဲဒီရသည် Arsenal ဒီရသည်ဖလားရကိုရမှာ
โอเคအကိုနှစ်ယောက်တော့တူတူပဲเนาะထူးထူးခြားခြားပဲငါဒါကတော့ရှေ့နှစ်ယောက်ထားပါတော့နောက်ဆုံး CD ရောဒီလာလီကာရော Premier League ရောเนาะတူတူပဲ Sport Arena အဖွဲ့သားကြီးလို့မပြောအောင်တလင်းနဲ့နေတယ်ပေါ့ ပါလေတူတူ โอเคပါကိုကျေးဇူးပါ ဟုတ် ပြည်သူများများကျွန်တော်တို့ညီကို3ယောက်ကနေပြီးတော့ဒါကျွန်တော်တို့အကြောင်းလေးတွေကိုစိတ်တစ်ပိုင်းထုံထုံတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းဆိုရင်ဒါစိတ်ဝင်စားစရာကောင်းတဲ့ခွေစရာလေးတွေလည်းပါတယ်ပြည်သက်တွေအားပေးရကြုံနဲ့မယ်လို့ထင်ပါတယ်ဒီတစ်ပတ်တော့ဒီလောက်ပါပဲနောက်တစ်ပတ်လာမယ့်အစီအစဉ်တွေမှာပြန်တွေ့ကြပါမယ်ဗျ In sight, bet on game, we own the night. From the streets to the stage.